ကိုယ်တိုင်းစလင်းမျိုးနယ်မှာမရင်းကျင့်ခံရတဲ့ចောင်းသူလေးရဲ့ဗီဒီယိုကိုဒီလို TikTok တွေပေါ်မှာပေါ့နော်တွင်တွင်ကြဲကြဲနဲ့ရှင်တို့စီးပွားဖြစ်လှုပ်ရှားနေကြတဲ့သူတွေကိုလေကျမမသိလို့မေးချင်တာပါရှင်တို့အဲ့ဗီဒီယိုတစ်ပုဒ်ကလေရှင်တို့ဘဝကိုလေตาယာအေးချမ်းသွားအောင်တိတ်ကိုငွေကိုလေရာနဲ့ချီရတာလားထောင်နဲ့ချီရတာလားရှင်တို့ဘဝတစ်ခုလုံးလေမပူမပင်လောက်တဲ့ငွေကြေးတွေရလားမရနိုင်ဘူးလေနော်ရတယ်ဆိုရင်တော့ရှင်တို့ရဲ့ကျေးဇူးရှင်ပေါ့နော်ဒီကလေးမလေးကရှင်တို့ကျေးဇူးရှင်ဖြစ်သွားပြီဒါပေမဲ့ကျမပြောပြတာကွာဒီလိုမျိုးငွေကြေးလည်းမရနိုင်ဘူးရှင်တို့အတွက်လည်းဘဝကြီးပြောင်းလဲပေးနိုင်တဲ့ငွေကြေးပမာဏမရှိဘဲနဲ့ဘာဖြစ်လို့လူတစ်ဖက်သားရဲ့ဘဝကိုထပ်ပြီးတော့ရုံမှန်နေကြတာလဲလို့ကျမပြောပြမယ်ဒီမြန်မာနိုင်ငံမှာဒီလိုဗီဒီယိုတွေလေပေါက်သွားတာတွေလေအဲ့လိုမျိုးတွေအများကြီးกว่าလူတွေမိန်းကလေးတွေအများကြီးဒါပေမဲ့မတူတဲ့အချက်ကကြတော့ကျန်တဲ့ဗီဒီယိုတွေကတော့သူတို့တွေဒါသူတို့နှစ်ဦးသဘောတူဖြစ်ပြီးတော့မှဒီဗီဒီယိုကတစ်ဖက်ကရုပ်မာပြီးတော့ဖြန့်လို့ပြန့်သွားတဲ့ဗီဒီယိုတွေရှိတယ်တချို့တလေကလည်းကိုယ်တိုင်ရိုက်ပြီးဖြန့်တဲ့လူတွေရှိတယ်ဒါပေမဲ့ဒီကလေးမလေးကကြတော့မတူဘူးလေဒီကလေးမလေးကတကယ်မတရားရုပ်မာခံပြီးမဒိန်ကျင့်ခံရတာကွာအဲ့တော့ဗီဒီယိုကလုံးဝအရှိမအရန်ပေါက်သွားခဲ့တဲ့ဗီဒီယိုတွေအဲ့လိုမျိုးအမျိုးမျိုးပေါက်ကြားခဲ့တဲ့ဗီဒီယိုတွေနဲ့မတူဘူးလေဟုတ်တယ်မလား तू ကမဒိန်ကျင့်ခံရတာလေပြီးတော့မဒိန်ကျင့်တာမှ၄ယောက်ကမဒိန်ကျင့်တာနော်၄ယောက်တိတိမဒိန်ကျင့်တာပြီးတော့သူ့ရဲ့အသက်ကမပြည့်သေးဘူးအရန်ငယ်သေးတယ်တကယ်အသက်ငယ်ငယ်လေးအထက်တန်းကျောင်းသူလေးအဲ့ဒါကိုဒီမဒိန်ကျင့်တဲ့အပြင်ကိုထပ်ပြီးဒီဗီဒီယိုကို online ပေါ်မှာထပ်ဖြန့်တာလဲခံရတယ်နော်အဲ့ဒါကိုရှင်တို့ကပါထပ်ပြီးဒီဗီဒီယိုနဲ့တူထပ်လှုပ်ရှားနေကြတယ်ကျမတွေးကြည့်ပြီးတော့တနာပါတယ်ဒီကလေးမလေးရဲ့ဘဝလေသူ့မှာလေဒီ၄ယောက်ရဲ့မရင်းကျင်တာကိုရုပ်မာတာရော online ပေါ်မှာထပ်ပြီးအဆက်ခွဲတာခံရတဲ့ပြင်ရှင်တို့တွေကပါဒီလိုမျိုးသူတစ်ပါးရဲ့ဘဝနဲ့ရင်းပြီးရထားတဲ့နော်ဒုက္ခကိုရှင်တို့ကထပ်ပြီးတော့ငွေကြေးနဲ့ပြန်ပြီးစီးပွားရှာတယ်ကျမရဲ့ comment တွေအောက်မှာကျမ post ရဲ့ comment တွေအောက်မှာလေအဲ့လို comment တွေလာမှတ်နိုင်ကျမတော့ဒိုင်ငံဖြတ်တယ်ထားမှန်မထင်နဲ့နော်ဒိုင်ငံဖြတ်တယ်ပြီးတော့ကျန်တဲ့သူတွေရဲ့မှာလဲ comment တွေတောင်မှာလဲရှင်တို့တွေဒီဟာကိုတွင်တွင်ကြဲကြဲကိုကြော်ညာနီးမျိုးစုံနဲ့စလင်းမျိုးကမင်းချင်းခံတဲ့ကောင်မလေးရဲ့ဗီဒီယိုမကြည့်ရသေးရင်ကြည့်လိုက်ဘလို့ပုံစံရှင်တို့တွေကလေတကယ်ကွာမသိရင်ရုပ်ရှင်စကားတစ်ပုဒ်ကိုကြော်ညာနေသလိုကြော်ညာပေါင်းမျိုးစုံနဲ့ရှင်တို့ကြော်ညာပြီးဒီဟာကိုကြည့်ဖို့အတွက်ကိုရှင်တို့တွေလုပ်နေကြတာပြီးတော့လဲ online မှာလဲTikTok မှာလဲတွင်တွင်ကြဲကြဲကိုရှင်တို့ကြော်ညာပြီးတော့ဒါကြီးကို marketing ဆင်းနေတာကွာရှင်တို့ပြန်တွေးကြည့်ပါတနာပါတယ်ငကိုကလေအဲ့လိုပေါက်ကြားခဲ့တဲ့ဗီဒီယိုတွေနဲ့ဒီဗီဒီယိုတွေကမတူပါဘူးဘာဖြစ်လို့လဲဆိုတော့ကျန်တဲ့ဟာတွေကကြတော့နှစ်ဦးသဘောတူတော့မှနှစ်ဦးသဘောတူဖြစ်ပြီးတော့မှပေါက်ကြားခဲ့တယ်ဒါကကြတော့မတရားနိုင်ကျင့်ခံရတာကွာအသက်ကငယ်ငယ်လေးရှိသေးတယ်တနာပါတယ်ပြန်တွေးကြည့်ရင်